အရင်ကထက်လာစားတွေပိုရလာတယ်ဝင်ငွေတွေလည်းပိုကောင်းလာတယ်ဒါပေမဲ့လောက်ကုန်ရင်လက်ထဲမှာပတ်စံပါလို့မကြံတာလဲဆိုတာကိုသင်ရောစဉ်းစားဖို့ပါလားလူအများစုဟာလာစားနေတုန်းကလည်းလာစားတိုးရင်စုမယ်လို့တွေးကြတယ်တကယ်တမ်းလာစားတိုးလာတဲ့အခါမှာတော့စုမိဖို့ထက်သုံးစရာတွေကပိုများလာတာကိုတွေးရတတ်ပါတယ်ဒီနေ့တော့ဒီဗီဒီယိုမှာကျွန်တော်တို့ဘာကြောင့်မစုမိတာလဲဆိုတဲ့အဓိကအကြောင်းရင်း၅ချက်နဲ့ဒါကိုဘယ်လိုပြင်ဆင်ရမလဲဆိုတာကိုအသေးစိတ်ဆွေးနွေးပေးသွားမှာပဲဖြစ်ပါတယ်နံပါတ်1အနေနဲ့ကတော့လူနေမှုပုံစံမြင့်မားလာခြင်းပဲဖြစ်ပါတယ်ဝင်ငွေတိုးလာတာနဲ့အမျှကျွန်တော်တို့ရဲ့လုံအင်ဆန္ဒတွေကလည်းလိုက်တိုးလာပါတယ်ဥပမာအရင်ကရိုးရိုးဖုန်း300ကနေအကောင်းစားဖုန်းပြောင်းကင်တာရိုးရိုးဆိုင်မှာစားတာကနေစားတော့ဆိုင်ကောင်းနေမှာသွားစားတာမျိုးပါသုံးစိတ်ကဝင်ငွေနောက်ကိုထက်ချက်မကွာလိုက်နေတာကြောင့်ပိုရှန်နေတဲ့ငွေမရှိတော့တာဖြစ်ပါတယ်လူနေမှုပုံစံကိုမြင့်တင်တာမမားပင်မဲ့စုဆောင်းငွေထက်သုံးစိတ်ကပိုမြင့်နေရင်တော့ဒါထောင်ချောက်တစ်ခုပါပဲနံပါတ်2အနေနဲ့ချက်ကတော့မလိုအပ်ပဲဝယ်ယူခြင်းနဲ့လူမှုပတ်ဝန်းကျင်ဖိအားပဲဖြစ်ပါတယ်သူများတွေစီမှာရှိတာငါမှလည်းရှိရမယ်ဆိုတဲ့စိတ်ကြောင့်မလိုအပ်တဲ့ပစ္စည်းတွေကိုဝယ်မိတက်ကြပါတယ် Facebook ဒါမှမဟုတ် TikTok ပေါ်မှာသူများတွေအသုံးဆောင်အကောင်းစားတွေကိုတင်တာကိုကြည့်ပြီးကိုလည်းလိုက်ဝယ်ကျင်တာမျိုးပါငါတကယ်ပဲလိုအပ်လို့ဝယ်တာလားဒါမှမဟုတ်သူများတွေကိုပြကျင်လို့ဝယ်တာလားဆိုတဲ့မေးခွန်းကိုအမြဲတမ်းမေးဖို့လိုအပ်ပါတယ်နံပါတ်3အနေနဲ့အချက်ကတော့ဝင်ငွေစည်းမှတ်တမ်းမရှိခြင်းပဲဖြစ်ပါတယ်ပတ်စံဘလောက်ဝင်ဘယ်နေရာကဘလောက်ကုန်သွားတယ်ဆိုတာကိုအတိအကျမသိခြင်းဟာအကြီးမားဆုံးအမှားတစ်ခုပါပဲသေးစားသုံးစိတ်များအနေနဲ့တနေ့ကိုမဟုတ်ဖို့ကော်ပီဖို့နည်းနည်းချင်းစီသုံးတာဟာလားကုန်တဲ့အခါမှာစုစုပေါင်းပမာဏဟာအများကြီးဖြစ်သွားတတ်ပါတယ်အကြံပြုချက်အနေနဲ့ဖုန်းထဲမှာဖြစ်စေစာအုပ်ထဲမှာဖြစ်စေနေ့စဉ်သုံးစိတ်ကိုတေချာမှတ်တမ်းတင်ထားရပါမယ်နံပါတ်4အနေနဲ့အချက်ကတော့အရေးပေါ်ရန်ပုံငွေမရှိခြင်းပဲဖြစ်ပါတယ်ရုတ်တရက်ဖျားနာတာပစ္စည်းတစ်ခုခုပျက်စီးသွားတာမျိုးကြုံလာတဲ့အခါမှာစုထားတဲ့ပတ်စံတွေကိုထုတ်သုံးလိုက်ရပါတယ်အကျိုးဆက်ရလဒ်အနေနဲ့ဒီလိုမျိုးအစီအစဉ်မရှိဘဲသုံးလိုက်ရတဲ့အတွက်စုဆောင်းမှုပန်းနိုင်ဟာအမြဲတမ်းနောက်ကျကြံနေတတ်ပါတယ်ဖြည့်ရှင်းနည်းအနေနဲ့ဝင်ငွေရတာနဲ့အရေးပေါ်သုံးဖို့အတွက်ကိုတီးသန့်အနှဲငယ်ဖယ်ထားရပါမယ်နောက်ဆုံးနံပါတ်5အနေနဲ့အချက်ကတော့လက်တွေ့စုဆောင်းရမယ့်အချက်များပဲဖြစ်ပါတယ်ဝင်ငွေတိုးတာကောင်းပါတယ်ဒါပေမဲ့အသိဉာဏ်ရှိမသုံးရင်တော့ပတ်စံကဘယ်တော့မှစုမိမှာမဟုတ်ပါဘူးလက်တွေ့လှုပ်ဆောင်ရန်အချက်များအနေနဲ့လာစာရတာနဲ့အရင်ဆုံးစုရမယ့်ငွေကိုဖယ်ထားပါစုပြီးမှကျန်တာကိုသုံးပါဒါကတော့အားလုံးသိကြမှာပါအသုံးစိတ်မှတ်တမ်းစရေးပါမဝယ်ခင်48နာရီစောင့်ကြည့်ပါစိတ်လိုက်မှန်မှဝယ်တာမျိုးမဖြစ်အောင်ကြိုးစားပါကျွန်တော်ရဲ့အားပေးစကားအနေနဲ့ငွေစုတာဟာတင်ဘလောက်ရတယ်ဆိုတာထက်တင်ဘလောက်ထိန်းသိမ်းနိုင်လဲဆိုတာအပေါ်မှာမူတည်ပါတယ်ဒီနေ့ကစပြီးတင်ရဲ့ငွေကြေးအနာဂတ်ကိုပြောင်းလဲလိုက်ပါခင်ဗျာကျွန်တော်ရဲ့ဒီနေ့တင်ဆက်မှုလေးကိုကြိုက်နေတတ်တယ်ဆိုရင် like and share လေးနဲ့ကူညီပေးသွားပါဦးခင်ဗျာကျွန်တော်ကတော့ကိုလင်ပဲဖြစ်ပါတယ်အဆုံးထိကြည့်ပေးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ